ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့အင်္ဂါနေ့အတွက်ဖြစ်ပါတယ်ဒီနေ့မှာကတော့ဘာကိုအဓိကဦးစားပြီးကစားရမယ်ဆိုတော့ကျွန်တော်တို့ဒါတနင်္လာနေ့က8နှစ်နဲ့2ရှစ်ဆိုပြီးတော့ဒါသူကပြန်ကြလေးဆင်းသွားတော့ကျွန်တော်တို့ကဒါထိပ်ပိတ်ကဒါ8ထိပ်8ပိတ်ဖြစ်နေတယ်8ထိပ်8ပိတ်ဖြစ်တဲ့အတွက်၄9ချိန်နေအားကောင်းပါတယ်ဗျာနော်ကျွန်တော်တို့ဒီတောက်ကြနေ့ကတွက်ဆိုင်အရာကတော့ဒါဒီနေ့က35ချိန်နောက်ဆုံးပါအဲကြောင့်ကျွန်တော်က44 5 90 95ဒီ၄ခွက်ကိုအောက်ခွက်ထဲမှာထည့်ထားပြီးတယ်ပြီးရင်ကျွန်တော်တို့4တစ်တို့ပေါ့နော်ဒီ6တစ်တို့ဒီကောင်လေးတွေကိုအဓိကဦးစားပေးပြီးကစားတင်ပါတယ်ဗျာနော်ကျွန်တော်တို့8တိတ်8ပိတ်ဆင်ထားတဲ့အတွက်တေးကြတယ်၄9ချိန်2ရက်အတွင်းလာဖို့ရှိတယ်ကျွန်တော်ကတော့ဒီနေ့ကို၄9ချိန်ပို့ပြီးတော့သဘောကျပါတယ်ဗျာနော်အဲဒါကြောင့်35နဲ့၄9နဲ့ပဲကပ်ပြီးတော့အဓိကဦးစားပေးပြီးတော့ဒီထဲမှာကတော့ကျွန်တော်ရွေးထားပြီးတဲ့ကွက်ထဲမှာကတော့ဒါ44 5 90 95 4တစ်ဒီကောင်လေးတွေကိုအဓိကဦးစားပေးကစားပါပြီးရင်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ကိုကဒီအကွက်တွေအကုန်လုံးမစော့ကျင်ဘူးအရန်ကိုလည်းနည်းနည်းပဲစော့ကျင်တယ်ဆိုလို့ရှိရင်တော့ကိုတစ်တစ်ကွက်ကိုတော့ဒါထည့်ပြီးတော့ရန်နာဖို့အကြံပြုချင်ပါတယ်ဗျာနော်ဒီနေ့က၄ 9ချိန်အားကောင်းပါတယ်မနေ့ကလည်းဒါကျွန်တော်တို့တနင်္လာနေ့မနက်က2ရှစ်ဆင်လာတဲ့အတွက်ညနေပိုင်းကလည်းဒါ2နဲ့8နဲ့ကပြန်လာတတ်တယ်ဆိုပြီးတော့ကျွန်တော်ရွေးပေးလိုက်တာပဲဒါပေမဲ့လည်းပြန်ကြကြီးဆင်းသွားတဲ့အတွက်အဆင်မပြေဘူးဖြစ်သွားတယ်ဗောနော်ဒီနေ့ကတော့ဒါပါဖြစ်ဖြစ်တွက်ဆိုင်လေးတွေပြန်ဝင်နေပြီဖြစ်တဲ့အတွက်ဒါဒီနေ့ကတော့ကျွန်တော်အခုရွေးထားပြီးတဲ့ကဏ္ဍလေးကတော့ဆင်းမယ်လို့တော့မျှော်လင့်ပါတယ်ဗျာနော်ဒီတစ်ပတ်အတွက်မန်မာဝင်နေတဲ့သူတွေလည်းဒီအောက်မှာ Viber Telegram ဖုန်းနံပါတ်လေးထည့်ထားပေးပါတယ်ကျွန်တော်ဒီမှာကတော့ဒါနေ့တိုင်းမျိုးကွက်ပတ်တီအားလုံးအပါ3000ပဲဖြစ်ပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့တော့ဒါကျွန်တော်တို့မွေးကွက်နဲ့ပတ်တီတကယ်လိုက်ကစားနိုင်တယ်ဆိုလို့ရှိရင်တော့ဒီနေ့ညနေနောက်ဆုံးလိုက်ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်မိတ်ဆွေများနေဒီနေ့ညနေလိုက်ကစားနိုင်တယ်ဆိုလို့ရှိရင်တော့ဒီယောက်က Viber Telegram ဖုန်းနံပါတ်မှာဟိုင်းပြီးတော့လာယူပေးပါဗျာနော်အားလုံးပဲဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ